Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့ review ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ video မှာတော့ YouTube မှာထပ်ပေးလာတဲ့လူဆိုတဲ့ EP2 ကိုကျွန်တော်ဒီနေ့မှာတင်ဆက်မှာဖြစ်ပါတယ်ကျွန်တော်မနေ့ကတင်ဆက်မှာပြောထားပြီးတော့မနေ့ကတော့ကျွန်တော်လည်းကိစ္စတွေရှိတော့ကျွန်တော်တင်ဆက်ပြီးတော့လည်းအများကြီးတောင်းပန်ပါတယ် Okay ဒါဆိုရင် video လေးစတင်လာကြရအောင် video လေး subscribe လုပ်ဖို့နဲ့ဘေးနားခေါင်းလုံးနေပြီးတော့ကျွန်တော်တောင်းဆိုချင်ပါတယ် Okay စမယ်ကျွန်တော်ပထမပြောခဲ့သလိုပဲအဲ့ဒီ you ဟာတောက်ကန်ပြီးတော့မှဘောနော်ခလေးကိုသူကလိုက်နေတဲ့အချိန်မှာကလေးရလို့ရှောင်းနေတဲ့အချိန်မှာအဲ့ဒီကားတစ်စီးညက်ခံပြီးတော့မိသွားတယ်မိသွားပြီးတော့အဲ့ကလေးကိုသူကဓာတ်နဲ့ရှော့လိုက်တယ်ခေါင်းဖြတ်လိုက်ရနော်ခေါင်းဖြတ်လိုက်တာအဲ့ဒါနဲ့သူကလည်းအဲ့ဒီမတိုက်ပြီးဒီမျက်မြင်တက်တယောက်ကအဲ့ဒီတော့တက်တာမျက်စိနဲ့သွားမြင်တော့မှသူက yes ကောင်အကြောင်းကြားတယ်ပေါ့နော် yes ကောင်အကြောင်းကြားတော့အဲ့ yes ကောင်လူတွေပါတယ်ဆိုတော့သူတို့တာကူညီပေးမယ်ဆိုတော့မှလာလိုက်တယ်ဒါပေမဲ့လာလိုက်တော့အဲ့ဒီဘက်ကဘလောက်ထိမှလှိန်နေဆိုလို့ရှိရင်အဲ့ဒီရဲကားတန်ကြားနေတိုင်းတော့ဖြတ်ကိုပြောက်သွားတယ်အဲ့တက်ပြီးတော့မှဒီအလောင်းကိုဖြတ်သွားတယ်အများအောင်အဲ့ဒီအမိုက်ဘုံထဲကိုပေါ့နော်ဒီ body ကိုထည့်သွားတာ body ကိုထည့်သွားပြီးတော့မှဒီအဲ့ဒီဟွာတဲ့ကိုဘယ်လိုမှပြေးသွားတယ်ဗျာပြေးသွားတော့ရဲတွေကြောင်ပြောက်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီအမိုက်ဘုံထဲမှာရှိရတဲ့ body ကိုတွေ့သွားပြီးတော့မှရဲတွေကဒါတွေ့တော့မဟုတ်ဘူးဒါဟာဘယ်လိုမှဒီစိတ်တစားတစ်ခုနေဖြစ်ပေါ့နော် psycho တစ်ခုနေဖြစ်တာလူတက်လိုက်တာပေါ့နော်ဒါသူတို့ထင်တဲ့သူတယောက်ဖြစ်နိုင်တယ်ဆိုတော့မှအဲ့ဒီမှာရဲထဲမှာအသက်ကြီးတယ်နည်းနည်းဘယ်လိုမှယာလူရှိတယ်ပေါ့နော်ဒူရဲအုပ်ပေါ့ဒူရဲအုပ်ပေါ့အဲ့ဒူရဲအုပ်ဦးလေးရပြောတယ်ပေါ့နော်ဒီဖြစ်ပျက်ကိုလည်းငါတန်ညာမှာကြုံမှုနေလို့ပဲတဲ့ဒါပေမဲ့အဲ့ဒီသူ့ရဲ့လက်ထောက်ကဆရာတဲ့ဘာလို့ကြုံမှုတာလဲဆိုတော့မဟုတ်ပါဘူးတဲ့ငါမှငါစိတ်ထင်လို့ပါဆိုပြီးသူစကားကိုရှော့ချလိုက်တယ်ပေါ့နော်ရှော့ချလိုက်တော့ပြီးသွားတဲ့ကိစ္စနောက်နေ့ကျတော့ကျွန်တော်ကအဲ့ဒီနေ့မှာပဲဘာလုပ်လာလဲဆိုတော့ကျွန်တော်သတင်းစာဖတ်နေအောင်သတင်းစာဟိုကသတင်းတစ်ခုကြည့်နေအချိန်မှာဘာလဲဆိုတော့ဒီအသက်3နှစ်ပဲရှိသေးတယ်ကလေးလေးတယောက်ကိုတဲ့ရဲရဲဆက်ဆက်မချင်းမဆက်ဒါနဲ့မှုန်တမရှော့ထားတယ်တဲ့အဲ့ဒါနဲ့ဒီကျွန်တော်တွေ့လို့မှာဘာလဲပေါ့နော်သူဖြစ်တာလားဆိုဘာဖြစ်တာလဲဆိုတော့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာတွေ့လိုက်ရတဲ့ဘယ်လိုလဲမြင်ငွေကျွန်တော်မြင်လို့မှတော်တော်မှကျွန်တော်ဆက်ကြည့်လိုက်ပါတယ်ဒါမှတစ်ခုတော့ရှိရနော်ကျွန်တော်စိတ်ကူးရင်ပြောတာအဲ့ဒီကျွန်တော်စိတ်ကြည့်ကြိုက်သွားပြီးတော့မှကျွန်တော်ဒါတော့အမိုင်ဘုံနဲ့မှတွတ်တက်ပြီးအမိုင်ဘုံနဲ့မှထည့်ထားတာအဲ့ဘယ်ကြီးအဲ့ cycle ဖြစ်နေတယ်ဘယ်ကြီးထည့်ထားပြီးတော့မှတက်တယ်အဲ့ဒီမှာရဲတွေသွားစစ်တယ်အဲ့ဒီဒူရဲဦးလေးရကြည့်တော့မှဟုတ်ပါတယ်ဒါငါကြုံမှုတဲ့တဲမှာဒါအထောက်ဆက်အကောင်ဆုံးနဲ့အဲ့အောင်နဲ့ဘယ်လိုမှမလဲတမန်ဒီ history အများဆုံးအောင်နဲ့တစ်ခုပဲတဲ့ဆိုပြောတော့ဒီသူ့ရဲ့လက်ထောက်ကဆက်ဘာပြောနေရလဲကျွန်တော်နားမလည်ဘူးလို့ဆိုတော့အေးတဲ့မင်းနားမလည်ဆိုလို့ရှိရင်တဲ့မင်းငါတဲ့တခုတော့ပြောပြမယ်တဲ့ငါလွန်ခဲ့တဲ့လွန်ခဲ့တဲ့2နှစ်လောက်တုန်းကတဲ့လွန်ခဲ့တဲ့2နှစ်လောက်တုန်းကအဲ့လိုမျိုးဖြစ်ဖြစ်တွေကြုံမှုခဲ့တယ်တဲ့အဲ့လူတယောက်ကသူ့သမီးကိုဆုံးရှုံးခဲ့ရတော့အဲ့ဒီရွယ်ကောင်မလေးတို့အဲ့ရွယ်သမီးတွေပေါ့နော်အဲ့ရွယ်ရရလေးတွေမင်းကြီးတွေအဲ့ဒီရွယ်တွေလိုက်တက်တယ်တဲ့အဲ့ဒါနဲ့ငါတို့ကအဲ့တော့ငါဒီတက်ချက်အနေထားမရှိသေးဘူးနော်တက်ချက်နေထားနဲ့ရှိသေးတယ်ဆိုငါတို့ငါဖမ်းလိုက်ပြီးတော့မှပြားလုံးဒီဖမ်းလိုက်ပြီးတော့မှထောင်ချလိုက်တယ်တဲ့ဒါပေမဲ့ငါတို့ချတဲ့ထောင်ငါတို့ yes ကရဲ့ထောင်မဟုတ်ဘဲနဲ့အဲ့ဒီဘယ်လိုမှကြောက်ရန်ကုန်နေနဲ့ဆိုရွာသားကြီးပေါ့ပဲရွာသားကြီးလို့မျိုးပေါ့နော်အဲ့ဒီ psycho ထောင်ချလိုက်ပြီးတော့မှ psycho ထောင်ချလိုက်တယ်ဒါပေမဲ့တော်ကြာတော့မှအဲ့ psycho ထောင်ကနေပြီးတော့မှလူရောက်ထွက်ပြေးသွားတဲ့သတင်းကြားတယ်တဲ့ဒါပေမဲ့အဲ့ဒီလူကတဲ့ဒီလိုမျိုးဖြစ်မယ်လို့ငါမထင်ခဲ့ဘူးတဲ့ဒီဖြစ်ပျက်တွေအားလုံးသိရတော့ကြောင့်ငါလွန်ခဲ့တဲ့2နှစ်ကဖြစ်ခဲ့ဘူးတဲ့အကြောင်းအရာနဲ့တွားပြီးတော့မှဆက်နေတယ်တဲ့ဆိုပြောတယ်အဲ့ဒီအချိန်မှာဒူရဲအုပ်နဲ့ဒီသူ့ရဲ့လက်ထောက်ကပေါ့နော်ဒီဒူရဲအုပ်လေးနဲ့သူ့ရဲ့လက်ထောက်ကအဲ့ဒီမှုအသေးကြီးကိုလိုက်တော့တာပဲဗျာဒီဒူရဲအုပ်ရဲ့လက်ထောက်ကလည်းဒါလက်ခံအောင်ပါတယ်ဒီဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ပထမတော့လက်မခံဆိုတာဒီ psycho ကြောင့်ပဲတက်တာလားဒါမှမဟုတ်လို့ရှိရင်အနှိုးရှိလို့ပဲတက်တာလားကြေးစားလူသမားများလားဆိုတော့ तू ကဒီ3လမ်းကို तू ကကြည့်နေပါတော့ဘယ်လမ်းသွားရင်ကောင်းလဲဆိုပြီး तू ကြည့်နေဒါပေမဲ့ तू ရဲ့ဆရာဒီလိုဒီလမ်းမှာသွားဒီ psycho လမ်းမှာသွားဆိုအဲ့လိုပြောတဲ့ပုံစံမျိုးနဲ့ပြောလိုက်တဲ့အချိန်မှာ तू ကဒီလမ်းကိုပဲရွေးချယ်လိုက်ပြီးတော့မှဒီ psycho မှုနဲ့ပေါ့နော်ဒီ psycho လူသမားကိုစိတ်သက်လူသမားကို psycho ဆိုရင်တော့နားထောင်တယ်မကောင်းစိတ်သက်လူသမားကို तू ရှာဝေးရတော့ तू အားချင်းပေါ့နော်သူတို့အားချင်းအမှုတွေကြီးလဲလိုက်တယ်ဒါပြီးတဲ့အချိန်မှာတော့နောက်2နှစ်လောက်ကြာမှာလူပေါင်း20ကျော်လောက်ကိုတတ်ပြီးသွားပြီဒါပေမဲ့အဲ့ဒီ
စိုက်ကိုတူတမဒီစိတ်ဆက်လို့တမကိုရဲလက်ထဲကိုပြီးသွားပြီဘာဖြစ်ပြကဒီလိုဘာလို့လဲဆိုတော့ဒီလူတွေအားလုံးကိုအမေဦးနဲ့ထဲတူထက်ရဲမီရှိုးပြီးအရှင်နဲ့မီရှိုးပြီးတတ်တဲ့တူတတ်တယ်ရဲဆက်ကိုတော့ဒီငါမဲ့မပြောတတ်တော့ဗျာအဲ့လိုမျိုးတတ်တယ်တက်တယ်နားပြီးတော့နောက်ဆုံးလူကြတော့မှဖြစ်ချင်တော့အဲ့ဒီလူကဘယ်လိုကမဲ့ဒီပြောလူကြီးပေါ့နော်ဒီကျွန်တော်တို့ဒီမြန်မာအနေထားနဲ့ပြောမှဆိုလူကြီးပေါ့ဘယ်လိုကမဲ့ဒီနည်းနည်းလူကြီးဆိုပေမဲ့ဟိုလိုဒီဘက်ကလူကြီးတော့မဟုတ်ဘူးဒါပေမဲ့ဟိုလိုမာဖီးယားတို့ဘာလို့ပုံနေမှာဂိုင်းစတာတွေပါတယ်တင်မလားအဲ့ဂိုင်းစတာရဲ့တားကိုသူကဂိုင်းစတာရဲ့တားမှမသိဘဲနဲ့သူကလုံးမိပါတယ်အဲ့ဒီအချိန်မှာဂိုင်းစတာကအညိုးဖြစ်ပြီးတော့မှဒီလူရဲလက်ကိုအဖွေရတယ်သူကရမ်းမြသူ့သားအတွက်ပေါ့နော်ဒီရမ်းမြဝင်ငွေကုန်ခံပြီးတော့မှသူလိုက်တယ်နောက်ဆုံးမှာတော့အဲ့ဒီစိုက်ကိုလူသမားကိုဖမ်းမိသွားတယ်ဖမ်းမိသွားတဲ့အချိန်မှာသူ့ကိုမေးတဲ့အချိန်မှာသူတက်ဖူးတဲ့လူကတဲ့ဒီဘယ်တော့မှလွန်ခဲ့တဲ့2နှစ်ကနေတော့မှဒီနှစ်ထီကိုတက်ခဲ့သူကလူပေါင်း20နဲ့မှ5ယောက်ရှိတယ်တဲ့ဒါပေမဲ့အရင်တော့ကဒီရဲမူကြီးဖမ်းခဲ့ဘူးတဲ့အချိန်တော့မပါသေးဘူးပေါင်းလန်းရှင်အများကြီးဖြစ်မှာဗျာအဲ့ဒါနဲ့တော်ဖမ်းပြီးတော့မှဒီလူကတော့လူတက်မှုတွေများတဲ့အတွက်တေးတန်းချခံနိုင်ရတယ်ဟုတ်ပါပြီစိတ်ဝင်စားလို့ထင်ပါတယ်ကျွန်တော်ဒါကတော့ EB2 တွေပါနောက်ကြားလို့ဆိုရှင်လည်းအဲ့လိုမျိုးဒီခေါ်လာနဲ့ပတ်သက်တာတို့ဒီစိုက်ကိုနဲ့ပတ်သက်တာတို့အဲ့လိုမျိုးဟာတွေလာပဲနောက်ပြီးတော့ကျွန်တော်ဒီစိတ်ကူးရဲ့အနေနဲ့ပြောမင်းနဲ့တော့ real တွေလည်းပြောရှိပါတယ်အဲ့ဒါကြောင့်မို့လို့ဗီဒီယိုလေးကို subscribe လုပ်ပေးဖို့နဲ့ဘေးနားခေါင်းလုံးနေဖို့ပါကျွန်တော်ဒီဗီဒီယိုတွေနဲ့မှတီးရအောင်လို့ subscribe လုပ်ပေးပါ okay နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးကတက်တာ okay ကျွန်တော်ဗီဒီယိုကိုပုံမှန်တင်ပေးပါမယ်ကျွန်တော်အလုံးအားမကျွန်တော်ရအောင်တင်ပေးမယ် okay တရာနောက်ပြန်ပြန်ကြမယ်နော်